ပိုင်း3ရက်ဆောက်တော့ဆာဆာကီကအနံ့အသက်ပြုတ်ဆွေးတွေကိုဝင်နေတာကြောင့်ယာမာတာလည်းအံ့ဩနေခဲ့တာပါဆာဆာကီလည်းငွေရှင်ပြီးတာနဲ့ပြုံးလေးနဲ့ထွက်သွားခဲ့ပြီးယာမာတာလည်းဆာဆာကီဘာကြောင့်အနံ့အသက်ပြုတ်ဆွေးတွေကိုဝင်နေတာလဲလို့ဘီရင်ဆရာမလိုလုံနေပြီးတောက်ကျိုးနဲ့ကုမ္ပဏီကြောက်လာပြီးတော့အထက်အရာရှိတွေလည်းတောက်ကျိုးနဲ့နောက်ပြီးအနံ့အသက်ပြုတ်ဆွေးဆိုပြီးဂါထာလိုပါလိုနဲ့ယွတ်နေပြီးယာမာတာလည်းနောက်မှသဘောပေါက်သွားခဲ့ပါတယ်ဒီလိုနဲ့ဆာဆာကီနဲ့တာယာမာလည်းစလိတ်တောက်နေပြီးတာယာမာကစလိတ်စော်နှံတယ်လို့အပြောခံလိုက်ရတာမလားလို့မီးနေတော့ဆာဆာကီလည်းတာယာမာကိုစိတ်ဆွမ်းရှင်လားလို့မီးနေတာပါအကြောင်းကတော့ဆာဆာကီလှုပ်တဲ့အရာတိုင်းကိုသိနေလို့ပဲဖြစ်ပါတယ်တာယာမာလည်းဈေးဝယ်တုန်းကမြင်လိုက်တာပါလို့ရှင်းပြနေခဲ့ကဆာဆာကီလည်းအမှန်တကယ်တော့အထက်လူကြီးတွေကစလိတ်နဲ့တွေကိုမကြိုက်ကြဘူးလို့ပြောနေခဲ့ပြီးတာယာမာလည်းစလိတ်တောက်ပြီးတာနဲ့သွားတိုက်လိုက်ရင်အနံ့အသက်တွေကမထွက်ကြောင်းပြောပြနေကကျန်တာတွေကကိုတက်ရှင်းအောင်ထားဖို့ပဲလို့ဆိုနေခဲ့ပြီးဆာဆာကီလည်းတာယာမာရဲ့အကြံကိုအကြိုက်တွေ့သွားခဲ့ပါတယ်အဲအချိန်တာယာမာကဆာဆာကီကိုသူမတုံတဲ့အနံ့အသက်ပြော့ဆေးကိုပေးလိုက်ပြီးဆာဆာကီကအားနာနေတာကြောင့်ယူလိုက်ပြီးဆာဆာကီလည်းဘယ်လိုအနံ့ရှိလဲလို့မင်းနေတော့တာယာမာလည်းသူမအဝတ်ပေါ်ဖြန်းထားတယ်လို့ရှူကြည့်ခိုင်းလိုက်တာကြောင့်ဆာဆာကီလည်းဒီလိုပုံဖြစ်သွားပြီးနောက်မှမရှူနိုင်ဘူးဆိုကရှက်ရှက်နဲ့ပြောနေခဲ့ပါတယ်နောက်နေ့မှာတော့ဆာဆာကီကရုံးမှာစလေးတောက်ပြီးတာနဲ့မကြုံစဘူးအခိုင်ထူးဆိုတဲ့အတိုင်းသွားတိုက်နေခဲ့တာပါဆာဆာကီလည်းတာယာမာပေးထားတဲ့အနံ့အသက်ပြော့ဆေးကိုဖြန်းဖို့လုပ်နေချိန်ဆူဇူကီလို့ခေါ်တဲ့ဆန်ဝါကောင်ကရောက်ချလာခဲ့ပြီးစလိသမားတွေဆိုတာခေါင်းဆောင်တွေအတွက်တော့မင်္ဂလာနိုင်နေခင်းလိုပဲဆိုကဘာမှမဆိုင်ပဲပြုံးနေခဲ့တာကြောင့်ဆာဆာကီလည်းစလိတောက်ပြီးရင်သွားတိုက်ပြီးအစုံသက်အနေနဲ့အနံ့အသက်ပြော့ဆေးကိုဖြန်းလိုက်ရင်သွားကလည်းဖြူပြီးအနံ့မနံဘူးလို့တင်ခဲ့ရတာလို့ဆိုနေတော့ဆူဇူကီလည်းမြင်းကိုဘသူတင်ပေးထားတာလေလို့မေးတော့ဆာဆာကီလည်းတာယာမာရဲ့ပုံကိုမြင်အောင်နေခဲ့ပါတယ်ဆာဆာကီလည်းဆူဇူကီကိုအနံ့အသက်ပြော့ဆေးနဲ့ဖြန်းပေးလိုက်ပြီးဆူဇူကီကဘာတော့အေးလိုက်တာဆိုပြီးပြောနေချိန်ဆာဆာကီကအနက်ကောင်းတဲ့ဒီလောက်အနက်ကောင်းတဲ့ဟာဆိုရင်မြင်းစနီးတဲ့မြင်းကိုပူချလာတော့မှလို့မိလောင်ရလီပြစ်လုပ်ပေးလိုက်တာကြောင့်ဆူဇူကီလည်းသူ့ကိုယ်သူအဟုတ်မှတ်ပြီးငါစနီးကအမြင်ငါမငါဖြစ်နေတာလို့ပြောနေကနောက်ပြီးသူ့ရုပ်ကိုမှန်ထဲမှာကြည့်ပြီးဆရာကြီးလိုနဲ့ပြာကြီးလိုနဲ့ကြည်နေခဲ့တာကြောင့်ဆာဆာကီလည်းလျှော်လေရောက်ထိုင်နဲ့ကြည်ပေးလိုက်ပြီးဆာဆာကီလည်းအနက်သက်ပြော့ဆေးကိုသူ့ကိုယ်သူဖြန်းလိုက်ပြီးမဲ့ဖြန်းတာများသွားတာကြောင့်အဝတ်တွေပါဆူသွားခဲ့ပါတယ်ဆာဆာကီလည်းစူပါမာကတ်ကိုရောက်လာခဲ့ပြီးငွေရှင်းဖို့လုပ်နေချိန်ယာမာတာကဒီနေ့တာယာမာနဲ့အနက်တူနေပါလားလို့မင်းနေပြီးဆာဆာကီလည်းဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုခရမ်းချင်သီးလိုညီနဲ့မျက်နှာနဲ့ပြောပြလိုက်ပြီးထွက်သွားခဲ့တာကြောင့်နောက်ကယာမာတာလည်းသူမပြောမဲ့စကားတွေတောင်မပြောရဲတော့ပဲရှက်ပြီးကြံနေခဲ့ပါတယ်အဲ့လိုနဲ့ဆာဆာကီလည်းအလုပ်လုပ်လိုက်စလိတ်တော့လိုက်သွားတိုက်လိုက်နဲ့အလုပ်တွေကရှုပ်နေခဲ့ပြီးပြောင်ကြီးအောင်ဆာဆာကီကိုထူဆန်းတဲ့အကြည့်နဲ့ကြည့်နေခဲ့တာပါဒီလိုနဲ့ဆာဆာကီလည်းဂုံတိုင်းတစ်ခုကိုရောက်ရှိလာခဲ့ပြီးတစ်ခုခုကိုဝယ်နေခဲ့ပါတယ်ဆာဆာကီလည်းအိမ်ပြန်လာနေရင်တာယာမာကိုလက်ဆောင်ပေးဖို့တွေးနေခဲ့ပြီးစူပါမာကတ်ရဲ့အနောက်ဘက်အနားကိုရောက်လာတော့စလေးတောက်နေတဲ့လူတစ်ယောက်ကိုတာယာမာအထင်နဲ့ခေါ်လိုက်ပြီးမဲ့တာယာမာမဟုတ်ပဲခက်တီတီနဲ့ထိုင်နေတဲ့လူမတ်ရုံနဲ့ကောင်းမလေးဖြစ်နေမှန်းကိုတွေ့လိုက်ရတော့ဆာဆာကီလည်းထိတ်လန့်သွားခဲ့ပါတယ်